စစ်သားများ၏အတန်ဟာဒီတတုတ်လာတဲ့မိန်းမတွေကအတော်လေးရုပ်ချောကြတာပဲစစ်သားဟိုစပင်ကျစ်ထားတဲ့မိန်းကလေးကိုကြည်စမ်းမျက်နှာလေးကတော်တော်လာတာစစ်သားများတန်းစီကြစမ်းငါအရင်ရွေးမှာကွာဇက်ကောင်အမျိုးသမီးစိတ်ထဲမှာငါကဘာပြက်ကတ်ထဲမှာရှိနေရမှာမဟုတ်ဘူးလားဒါပါတွေလဲမင်းကြီး၏အမိတ်တော်ပြန်ရရှိကောင်းကင်ဘုံရဲ့အလိုတော်အတိုင်းဧကရမင်းမြတ်မိန်ကြားတော်မူသည့်ဟန်နုဆယ်မျိုးလူမျိုးတွေရဲ့ရန်ပြုမှုကြောင့်ပြည်သူတွေဒုက္ခရောက်ပြီးတိုင်းပြည်ရဲ့ရိတ်ခါတဲ့ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်အခုခါမှာစစ်သားအင်အားလိုအပ်နေတာကြောင့်လင်းပင်းမျိုးကအပြစ်သားတွေရဲ့တမိပြိုတွေကိုနေဆက်ကစစ်တီတော်တွေနဲ့တူရန်သူကိုတိုးတက်မှုအတွက်စနီးမရအဖြစ်ပေးသနာတော်မူသည့်အမိတ်တော်အတိုင်းနာခံကြစေအရာရှိအားလုံးရှင်းရှင်းလင်းလင်းကြားကြပြီမဟုတ်လားမင်းတို့လိုပြစ်ဒဏ်တင်တဲ့အကျဉ်းသားတွေကိုစစ်တီတော်တွေရဲ့ဇနီးအဖြစ်သတ်မှတ်ပေးတာဟာတရားရုံးတော်ရဲ့ကယူနာတော်ပဲမဟုတ်ရင်မင်းတို့အားလုံးအသက်ခံရမှာအခုတော့အသက်ရှင်တန်ခွင့်လမ်းစာပေးထားပြီကဲစစ်တီတို့မရအဖြစ်ရွေးချယ်ခြင်းကိုစတင်ကြစစ်သားများငါအရင်ရွေးမယ်ကိုတယောက်ကိုငါယူမယ်မင်းကလေးများ၏အတန်နေဆက်မှာနှစ်ပေါင်းများစွာစစ်တိုက်နေရတဲ့ဒီလူပြိုကြီးတွေကတကယ်ကိုစာလောင်မှုတိတ်နေတဲ့ဝန်ပလွေတွေလိုပဲသူတို့ငါတို့ကိုကျင်းကျင်းနာနာဆက်ဆံပါမလားမသိဘူးဖះတခင်ပဲမဆပါစေနဲ့မြို့တွေကအာနာရှိတဲ့မိသားစုကြီးတွေရဲ့ဗိုလ်ချုပ်တွေစီပဲရွေးချယ်ခံရပါစေလို့မျှော်လင့်ရတာပဲစစ်သားများဟိုမီကိုရောက်ဝေစားတဲ့တယောက်ကိုဘာလို့ဘယ်သူမှမရွေးကြတာလဲဗိုလ်ချုပ်စစ်သားမင်းကဆူထန်ကိုပြောတာလားသူ့အဖေကစစ်တပ်ရိတ်ခါတွေကိုခိုးယူခဲ့လို့အကျွေးတွေအများကြီးတင်ကြံခဲ့တာလေသူ့ကိုယူရင်အဲ့ဒီအကျွေးတွေကိုပါဆက်ပေးရမှာပေါ့ဒါအပြင်သူ့ခန္ဓာကိုယ်ကိုကြည့်ပါဦးထင်းချောင်းလိုပိန်နေတာကလေးရောမွေးနိုင်ပါမလားနေဆက်မှာလိုအပ်တာကကလေးမွေးနိုင်မဲ့မိမမျိုးကဒီလိုပိန်ညောင်တောင်မိမမျိုးမဟုတ်ဘူးအကယ်၍နောက်ဆုံးထိဘယ်သူမှမရွေးရင်တော့သူတင်မင်းတက်စခန်းစီအမြောက်စာဖြစ်အပုတ်ခံရတော့မှာပဲဆူထန်စိတ်ကူးငါရဲ့ဒီခန္ဓာကိုယ်ကအားနေပြီးပိန်နေပေမဲ့ဘုရားသခင်ကငါ့ကိုဒုတိယအကြိမ်အသက်ရှင်ခွင့်ပေးခဲ့ပြီးပဲငါအသက်ကိုရင်းပြီးတော့ဖြစ်ထွန်းအောင်လုပ်ပြီးအသက်ရှင်တန်ခွင့်လမ်းစာကိုရှာရမယ်ဆူထန်စိတ်ကူးကဘာပြက်ကရဲ့အပြက်စီးတွေတဲကနေမဟာချန်နာမင်းဆက်ရဲ့နေဆက်မြို့ကိုရောက်လာခဲ့တာအချိန်တိုတွင်းမှာပဲငါရဲ့လက်ရှိအခြေအနေကိုငါနားလည်သွားခဲ့ပြီးငါအဖေကစစ်တပ်ရိတ်ခါခိုးယူမှုကြောင့်အသက်ခံရတယ်အိမ်တော်လည်းအသိမ်းခံရပြီးငါနဲ့ငါအမကနေဆက်မြို့ကိုအပုတ်ခံရပြီးစစ်တီတွေရဲ့ဇနီးအဖြစ်ရွေးချယ်ခံရတဲ့အခြေအနေပေါ့ငါရဲ့အစင်တန်းနဲ့ပတ်ဝန်းကျင်ပြောင်းလဲသွားပြီမဲ့ရှင်တန်ချင်းရဲ့နေရာမှာကတော့ပြောင်းလဲမှာမဟုတ်အချိန်တိုတွင်းမှာပဲငါရဲ့လက်ရှိအခြေအနေကိုငါနားလည်သွားခဲ့ပြီးငါအဖေကစစ်တပ်ရိတ်ခါခိုးယူမှုကြောင့်အသက်ခံရတယ်အိမ်တော်လည်းအသိမ်းခံရပြီးငါနဲ့ငါအမကနေဆက်မြို့ကိုအပုတ်ခံရပြီးစစ်တီတွေရဲ့ဇနီးအဖြစ်ရွေးချယ်ခံရတဲ့အခြေအနေပေါ့ငါရဲ့အစင်တန်းနဲ့ပတ်ဝန်းကျင်ပြောင်းလဲသွားပြီမဲ့ရှင်တန်ချင်းရဲ့နေရာမှာကတော့ပြောင်းလဲမှာမဟုတ်ဘူးဆူထန်စိတ်ကူးဒါပေမဲ့သူတို့ပြောတာမမှားပါဘူးငါရဲ့ဒီခန္ဓာကိုယ်ကတကယ်ကိုအားနေလုံးနေကဘာပြက်ကရဲ့3နှစ်တာအတွင်းမှာငါထမင်းဝလင်းစားခဲ့ရတဲ့ရက်ကလက်ချိုးရည်လို့ရတယ်ဒီကဘာကိုကူးပြောင်းလာပြီးတဲ့နောက်မှာတော့ခန္ဓာကိုယ်ကပိုပြီးတော့တောင်ပိန်နေသွားသေးတယ်ဒါပေမဲ့ကဘာပြက်ကငါ့ကိုအမှန်တရားနှစ်ခုသင်ကြားပေးခဲ့တယ်ပထမတစ်ခုကဘာပဲဖြစ်ဖြစ်လက်ရှိအခြေအနေကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသုံးသပ်ရမယ်ဆိုတာပဲဆူထန်စိတ်ကူးအခုကြံနေတဲ့စစ်သားတွေကိုကြည့်ရရင်အိုမင်းနဲ့သူတန်ရာရတဲ့သူတွေကြီးပဲမျက်နှာတစ်ခုလုံးဓာတ်တံရတွေနဲ့မျက်စိတစ်ဖက်ကွယ်နေတဲ့စစ်ပြအိုကြီးကကြည့်ရတာကြောက်စရာကောင်းတယ်နောက်တစ်ယောက်ကခြေထောက်မတန်တဲ့တက်လက်ပိုင်းလူကြီးလက်လျှောက်ရင်တုံကြီးနဲ့စစ်မြေပြင်ကအနားယူထားတဲ့သူဖြစ်ပုံရတယ်မျက်နှာတစ်ခုလုံးတင်းတိတ်တွေနဲ့လူငယ်ကတော့အကြည့်တွေကကောက်ချစ်ပြီးကြည့်ရတာစိတ်အနှောက်အယှက်ဖြစ်စရာပဲဆူထန်စိတ်ကူးအိုနောက်ထပ်တစ်ယောက်ရှိသေးတာပဲဆူထန်စိတ်ကူးသူ့ရဲ့ဘယ်ဘက်ခြေထောက်မှာပတ်တီးတွေအထက်စီးထားတယ်မတမ်းမစွမ်းဖြစ်သွားတာထင်ရှားတာပဲသူကရှောင်းမိသားစုရဲ့မြေကြီး Sayo Family Southern Grandson ပဲအခုတော့လူရမသွင်းခံထားရပေမဲ့သူ့ရဲ့အစင်တန်းကရှိနေတော့ပဲအကယ်၍သူသာပြန်ပြီးမတက်ရနိုင်ရင်ရှောင်းမိသားစုတွေကသူ့ရဲ့နေရာကပြောင်းလဲသွားလိမ့်မယ်သူဟာ